ကြည့်လိုက်လို့ရှိရင်ခေါင်းဖောင်းဖောင်းလေးပေါ့နော်အဲ့လိုကောက်သားတွေပေါ်လာပြီဒီနေ့ကတော့တဆုစပင်ပုံပြောင်းချင်တာနဲ့ yes စလုံးကိုရောက်နေပါတယ်ပထမဆုံးတဆုနဲ့လိုက်ဖက်မဲ့စပင်ပုံစံကိုဆရာနဲ့တိုင်ပင်ပါတယ်ဘယ်လိုပုံစံလေးလုပ်မလဲဆိုတာတော့ဆက်ကြည့်လိုက်အောင်နော်စပင်ကိုဘာမှမလုပ်ခင်မပြတ်စီအောင်ဥယျာဉ်ပြားကို treatment အရင်ပေးပါတယ်ပြီးတာနဲ့တစ်ကောင်လုံးကိုနှိပ်ပေးပါတယ်နောက်ပြီးစပင်အတွက်သုံးမဲ့ဆေးထဲမှာစပင်ပြတ်စီမှုနည်းအောင်ပေါင်းဆေးထည့်ပေးပါတယ်တဆူဟာစပင်ကောက်မှဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ပိုင်းအဖျားလေးတွေပဲခဏချမ်းပြီးတဆူစကောက်မဲ့နေရာနေပြီးတော့တစ်ကောင်လုံးကိုဆေးတုပ်ပါတယ်ပြီးတာနဲ့ခဏဆောင်ရပါတယ်အပေါ်ပိုင်းဆန်နားတွေထဲဆေးကောင်းကောင်းဝင်ပြီဆိုတာနဲ့ကြံတဲ့အောက်ပိုင်းကိုတစ်ကောင်လုံးဆေးပြန်တုပ်ပေးပါတယ်အားလုံးပြီးသွားပြီဆိုရင်တော့ခဏပြန်ဆောင်နေပြီးတာနဲ့ခေါင်းလျှော်ရပါပြီခေါင်းလျှော်ပြီးလေးမှုတ်လိုက်တာနဲ့စပင်ကပုံမှန်ထပ်ပို့ပြီးဖြောင်းဆင်းပြီးတော့အိကျသွားတယ်ပေါ့နော်ဆရာကတော့ဒီအနေဆိုလို့ရှိရင်လိုတဲ့ပုံသွင်းလို့ရပြီလို့ပြောပြပါတယ်တဆူကောက်ချင်တဲ့စပင်ပုံစံကစံသားဖောင်းဖောင်းလေးနဲ့ကောက်တာအရန်ကြီးရလည်းမလို့ချင်ဘူးကောက်တာအရန်သေးရင်လည်းတဆူမကြိုက်ဘူးတီးလိုက်လို့ရှိရင်ခေါင်းဖောင်းဖောင်းလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးရချင်တယ်အဲ့အတွက်ကြောင့်မလို့ဆရာတေချာလေးတဆင့်ချင်းစီလုပ်ပေးပါတယ်ဒီစပင်ကောက်ဆက်ကအခုလိတ်ထားတဲ့လိတ်တန်လေးတွေရဲ့အလေးချိန်ကိုခေါင်းကတည်စရာမလိုသူကနဲ့သူအလိုက်တက်လေးအပေါ်ကိုထောင်ထားပြီးရတဲ့အတွက်ကြောင့်မလို့စက်ညောင်းတာလုံးဝမဖြစ်ဘူးအဲ့ဒါတော့တဆူအရန်သဘောကျပါတယ်အချိန်ပြေးလို့ဖြီချလိုက်တော့ကောက်သားတွေပေါ်လာပြီဒါပေမဲ့အဆင့်အားလုံးမပြီးသေးတဲ့အတွက်ကြောင့်မလို့တဆူလိုချင်တဲ့ပုံတော့မဟုတ်သေးပါဘူးနောက်ဆုံးအဆင့်အနေနဲ့စပင်တွေကိုပြန်လိပ်ပြီးတော့ချုပ်စေထည့်ပေးပါတယ်ချုပ်စေကတော့ခုနကကောက်ထားတဲ့ကောက်သားတွေကိုပို့ပြီးတော့ခိုင်ခန့်အောင်လို့တစ်ကောင်လုံးထည့်ပေးတာပါပြီးရနဲ့ဖြီချပြီးတော့ခေါင်းပြန်လျှော်ရပါတယ်